အောင်မြင်မှုစီကိုရှောက်လန်းတဲ့နေရာမှာတချို့ကကံတရားကိုပဲထိုင်ဆောင်ပြီးအိမ်မက်မက်နေတဲ့ကြပေမဲ့တကယ်အောင်မြင်သူတွေကတော့အခွင့်အလမ်းဆိုတဲ့ထီလက်မှတ်ကိုကိုယ်တိုင်ဖန်တီးယူကြတာဖြစ်ပါတယ်တကယ်တော့ဘဝမှာအောင်မြင်မှုရရှိခြင်းဟာမမျှော်လင့်ပဲပေါက်လာမဲ့ထီစုကြီးတစ်ခုလိုကန်ဆန်းမဲ့နိုင်တာမဟုတ်ပါဘူးအဲ့ဒီထီစုကြီးကိုသိမ့်ပိုက်နိုင်ဖို့အတွက်တင်ကိုယ်တိုင်နေစဉ်နဲ့အများစူးစမ်းအားထုတ်မှုတွေအရေးချင်းတွေကိုဖြည့်တင်းပြီးအောင်နိုင်ခြင်းရာဂိုင်းလုံးမြင့်မားလာအောင်ကံတရားကိုပါပြောင်းလဲပစ်တာဖြစ်ပါတယ်ငါကောအောင်မြင်ပါမလားဆိုတဲ့တန်တရားစိတ်တွေကိုအဝေးဆုံးကိုလွှင့်ပစ်လိုက်ပါထီပေါက်ချင်ရင်ထီလက်မှတ်အရင်ဝယ်ရတယ်လို့မျိုးပဲအောင်မြင်ခြင်းရင်လည်းအရင်ဆုံးကိုယုံကြည်မှုအပြည့်နဲ့ယဉ်နှီးမြုပ်နှံပြီးလက်တွေ့စတင်လှုပ်ရှားရပါမယ်လူတိုင်းမှာတူညီတဲ့အချိန်24နာရီရှိပါတယ်အဲ့ဒီအချိန်တွေကိုတန်ဖိုးရှိရှိအသုံးချပြီးအချိန်ချင်းစူးစမ်းနေတဲ့၍တင်းရဲ့စူးစမ်းမှုတွေကအချီးနှီးဖြစ်မသွားပါဘူးတင်းရဲ့ပြင်းပြတဲ့စိတ်ဆန္ဒမဆုံးမနစ်တဲ့ဇွဲလုံးလာနဲ့ဉာဏ်ပညာကိုပေါင်းဆက်ပြီးနေ့တိုင်းကိုအကောင်းဆုံးဖြတ်တန်းသွားမယ်ဆိုရင်ဒီနေ့မှာဘဝရဲ့ထိပ်ဆုံးစီကိုရောက်ရှိပြီးအကြီးမားဆုံးအောင်မြင်မှုထီစုကြီးကိုစုခုရရှိမှာဧကံမလွဲပါပဲကိုယ့်ရဲ့ကံကြမ္မာကိုကိုယ်တိုင်စုပ်ကိုင်ပြီးရှေ့ဆက်လျှောက်လန်းလိုက်ပါတင်ဟာတေချာပေါအောင်နိုင်သူဖြစ်လာမှာ